လမ်းပြကရက်နဲ့နဲ့မပေးဘူးရက်တော့ပေးမှာမပေးဘူးဟုတ်ဒါပဲနော်အရင်မတော့ဝင်လာခဲ့ကဲဆိုင်ဝေးတာဝေးဖို့လုပ်မယ်လေဟုတ်ပါရဲ့ဒါဆောင်းရဆောင်းအဲ့ဒီတိုင်းရက်တော့ရမယ်ဘုရားတက်မှာလေအားပဲချိန်နေစီအခုကျွန်တော်ရောက်နေတာကိုယ်တိုင်ကောအမျိုးနယ်ထဲကငကြီးရောဆိုတဲ့ရွာလေးရပါတယ်နေပါစေငကြီးရောဆိုရွာပါအခုဒီမှာအင်ဂျီတရားနဲ့တရားကျော်ရှိတယ်ငါတို့ဇက်ကားထဲမှာကြည့်ရတာကိုကြည့်ဘူးပါငါတို့တော်များများရည်ကြီးနေရုပ်ပြီးတဲ့နောက်မှာဒီစီးပွားရေးအရာရောငကိုတည်းကလည်းစီးပွားရေးခြေခံမကောင်းဘူးလို့ယူဆပါတယ်တော်တော်လေးကိုစောင်းနေချက်တဲကြတယ်ဗျအင်ဂျီတချို့ဆိုလို့ရှိရင်ကျွန်တော်ပမာတော့နိုင်မပြရဲလောက်အောင်ပဲဆင်းရဲတယ်ဗျဟိုကလီတီလေးနဲ့အိမ်ဆိုလို့ရှိရင်ဟိုမသိဝတဲလေးလိုပဲเนาะတဲလေးစုလေးမှနေကြရတယ်ဗျကျန်တဲ့အိန္ဒိယဟိန္ဒူလူမျိုးတွေလေဟိန္ဒူပေါ့အိန္ဒိယတိုင်းသားတွေလည်းဒီမှာအများကြီးနေကြတယ်ပြီးတော့ပို့ပြီးတော့ကျွန်တော်တို့ရောက်ခဲတာဒီနေရာကိုကျွန်တော်ရောက်ဖို့ဆိုလို့ရှိရင်ဘကိုးတိုင်းတက်ကလာနေပြီးတော့လှေနဲ့လာမယ်ဆိုရင်လည်းနောက်ထပ်2နာရီခွဲ3နာရီလောက်စီးမှဒီကိုရောက်မယ်ဗျတော့မယ်ဒါတော့မှတောက်လျှောက်ရေးတက်တဲ့အချိန်ကိုကြုံမှရေးကြတဲ့အချိန်ဆိုလို့ရှိရင်ဒီကရာသီဆိုရောက်ဖို့မလွယ်ဘူး။ຫນွေကြလို့ရှိရင်လည်းဒီဆိုင်ကယ်လောက်ပဲရောက်မှာဟုတ်လား။ဆိုင်ကယ်ပဲကားမရောက်ဘူး။ရောက်လား။ရောက်တယ်ကားပါထော်လာကြီးတော့ပဲရောက်မှာ။ထော်လာကြီးပါကားထွက်တယ်။ဘာကြီးလာကြီးတော်တော်ခက်ခဲတယ်ခင်ဗျ။အဲ့တော့ကျွန်တော်အခုကြည့်ရတဲ့လောက်ကတော့ဒီတက်မှာရေးကြီးပြီးတဲ့နောက်ပိုင်းမှာဒီဘေးကိစ္စအဖြစ်ပေါ့ကျွန်တော်တက်နိုင်တဲ့စမ်းစီစေးစားဓာတ်စားကျန်တဲ့ဒီဝလံလူတိုင်းုံနဲ့မကပဲပေါ့ဒီဒေသဖွံ့ဖြိုးရေးအတွက်ကိုအောက်ခြေဒီဒေသကွင်းဆင်းပြီးတော့လမ်းတရားဖောက်လုပ်ပေးဖို့ခြေနေလေဘာကြောင့်လဲဆိုကျွန်တော်အခုကြည့်ရတာဒီကြိုက်ထိုတို့ဒီကမွန်းစခန်းတို့တောင်နေဆိုရင်ဓာတ်လျှောက်တစ်ဖြောင်းနဲ့ဖောက်မယ်ဆိုလို့ရှိရင်15မိနစ်တောင်ကားမောင်းကြရမလို့လောက်အောင်ဟိုကနီးလုံးကပြီးပါတယ်ဘာကြောင့်လမ်းမဆက်သွယ်မှုဒီဒေသအတွက်ကိုအဆင်မပြေသေးတာလဲဘတ်ဂျက်မလုံလောက်လို့လားဒါမှမဟုတ်လေဒီဒေသဖွံ့ဖြိုးရေးအတွက်ကိုပဲအောက်ခြေဒီကွင်းဆင်းကြည့်ရှုခြင်းမရှိလို့ဒီလိုအပ်ချက်တွေကိုမသိတာလားကျွန်တော်မေးရမလို့ဖြစ်ပါတယ်အဲ့တော့တကယ်ဒီဒေသဖွံ့ဖြိုးတိုးတက်စေခြင်းပထမဆုံးလုပ်ပြရမှာကလမ်းပန်းဆက်သွယ်ရေးပါဒုတိယတစ်ချက်ကလျှက်စစ်မီကြီးရလျှက်စစ်မီနဲ့တောက်ရရရှိဖို့ပါနော်အဓိကတော့လိုအပ်တာတော့ကျောင်းသားကျောင်းသူတွေကလက်ရှိရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်ပို့ပြီးတော့ဒီအစိုးရခန့်တဲ့ဆရာမတွေရောက်ရှိလာဖို့တော့လိုတာပေါ့ပညာရေးအရာတော့ရှိပြီးသားပါနော်တောက်သုံးရင်အရာလည်းလာတော့လှုပ်ထားတယ်ကျွန်တော်စောစောလေးလာခဲ့တဲ့အရာကြီးလေခွင့်ပြုရေးဝန်ကြီးဌာနလာတော့စောက်ထားတယ်တို့မဲ့ပျက်စီးနေတယ်ဒီလိုဒါဘယ်နှစ်ရှိပြီလဲစောက်တာနေရာမှာစောက်တာဟုတ်ကဲ့တနည်းကြီးများတော့မခံလိုက်ပါဘူးခင်ဗျဒီမှာအစိုးရရဲ့လာပြီးဆောက်လုပ်တာတစ်နှစ်တောင်မခံလိုက်ပါဘူးအဲ့တော့အောက်ခြေမှာစီမံကိန်းတွေရောက်လာအောင်ထဲပေါ်တဲ့ဟာတွေကိုလည်းတကယ်ထိထိရောက်အောင်နဲ့ရည်ရှိအတွက်ကိုအသုံးတည့်နိုင်တဲ့ဒေသခံပြည်သူလူထုတွေအကျိုးရှိစေမယ့်လှုပ်ဆောင်ချက်မျိုးဖြစ်ပေါ်အောင်လည်းစစ်ဆေးဖို့လိုပါတယ်ကျွန်တော်အနေနဲ့ကွင်းစင်းလေးလာတွေ့ရှိရရတော့အရေးကြီးဆုံးဆောက်လုပ်ပေးဖို့လိုတာတော့လမ်းဖြစ်ပါတယ်လမ်းဒါမှလည်းကျန်တဲ့ဖွံ့ဖြိုးတိုးတက်ရေးအချိန်နဲ့တော့တူပြီးတော့ထပ်မံတိုးတက်လာမှာပေါ့ဝေးအပြင်ဘယ်လောက်မှမဝေးပါဘူးနော်ဒေသခံပြည်သူလူထုကလေးသူငယ်လေးတွေခုဒီမှာဆိုရင်ပညာရေးချင်းရအောင်သင်ကြားပေးနေတဲ့ဆရာဆရာမရဲ့အနေထားရအောင်အတားယူပြုပြင်မြင့်တင်မျိုးအများကြီးလိုနေကြတွေ့ရပါတယ်။ရာသီသားတွေအနေနဲ့လာလူပေးတဲ့အပေါ်မှာရောအလူရှင်တွေပေါ်ကျေးဇူးတင်စကားလေးနည်းနည်းပြန်ပြောပြပါဦး။ဆန်ကတော့တယောက်ကိုဒီဒေသနှုန်းနဲ့ဆို10ပြည်လောက်တော့ရမှထင်တယ်ကျွန်တော်တို့ရန်ကုန်နှုန်းဆိုရင်တော့ဒီနှုန်းဆိုရင်တော့4ပြည်လောက်လားမသိဘူးဒီမှာ3ပြည်လောက်ပဲဒီမှာဘူးပေါင်းကြီးအကြီးကို73လုံး73လုံးကကျေးဇူးတင်စကားလေးပြောပြပါဦး။အားလုံးကျေးဇူးပါတယ်။ဒီမှာကျွန်တော်လည်းနောက်ဒီတဲ့ဒီကောင်ရောက်လာလို့ရှိရင်ကိုကောင်းပါပဲလို့မြင်မှုကျင်တယ်မှာသေးလို့ဆူတောင်းပေးပါတယ်။ဒါတော့ဒီမှာကြားတော့ပြန်လာတော့လှန့်ကြတော့ဟာငါဗီဒီယိုထဲမှာကြားတော့ဘူကြီးပဲ။ဗီဒီယိုထဲမှာဘူကြီးကအင်ကြီးတွေသွားခိုးနေတယ်။အော်ဘူကြီးတို့ကြည့်တာဗီဒီယိုထဲမှာဆိုတော့ဗီဒီယိုထဲရောက်တယ်။နောက်ဆက်တွဲကိုကျမတို့မကြည့်ရတာတော်တော်နာပါတယ်။ဟုတ်လား။ဆက်တွဲလာပါနောက်ပိုင်းကိုမကြည့်ရတာပထမပိုင်းတော့ကျမတို့နောက်ပိုင်းမင်းသမီးနဲ့လည်းမတွေ့ရအောင်။မင်းသမီးလည်းမရှိဘူးနောက်ပိုင်းရပြီကျမတို့ရွာဆင်းလာတာလည်းဝမ်းလဲတာတယ်ခုံးလဲရတယ်ချင်းကြီးလဲပြီးတယ်ဘူကြီးကိုကျမပါသေးလို့လည်းဆူတောင်းပေးပါတယ်။ဒီနေ့မကလည်းလူနိုင်ပါသေးလို့ဆူတောင်းပေးပါတယ်။ဟုတ်ပေးပါခုနကလေးဘူကြီးဆူတောင်းပေးပါတယ်။အဲ့တော့ဒီမှာဝေပေးတဲ့ဆိုင်လေးကိုစဉ်းစားခံယူကြားထဲမှာပြည့်စင်မရှိစေနဲ့ဟုတ်လား။ဟိုရန်ကုန်ကနေတော့ဝေးချိုးဆိုဟိုအမေရိကတော့နန်းလူကအလူရှင်နဲ့စစ်စစ်တိုင်းလူတာကိုကဒီမှာတမှုချီစံတစည်းဆိုတစည်းနော်။ကျိုးရှိအောင်လေးသုံးပေးဟဲ့လား။လူရှင်တွေလည်းကုသိုလ်ပို့ပေးနော်။နောက်ထပ်ဒီထက်နိုင်လူနေမှာဒီကိုယ်တိုင်လည်းရိုးသားနဲ့ကြိုးစားပြုလုပ်ဟဲ့လား။တိုင်းပြည်ပြည်ပြောင်းလဲအတွက်ကောဖွံ့ဖြိုးတိုးတက်အတွက်ကောလူတိုင်းပါဝင်မှရမယ်။ဟုတ်ကဲ့။ပြောရတာဒီလိုဆိုမဲ့လည်းကိုယ်တော်မေ့နေလို့မရဘူး။နော်။ကျမကြီးဆောက်ပါပညာရေးကလေးတို့သင်ကြားပေးပါနော်။အချင်းချင်းတင်းတင်းမြတ်မြတ်နေပါလူချင်းတူပဲဟဲ့လား။သူကတော့အသားပြုလို့သူကတော့အသားမင်းလို့ဆိုပြီးတော့အဲ့လိုမလုပ်ပါနဲ့နော်။အဲ့လိုလူပဲ
ပါပဲခွဲခြားမှုရှိပါဘူးစီးလုံးပါနဲ့အသားပြူတဲ့လူတေလို့ဆိုကောင်းငင်တက်မြုပ်ရတာမရှိဘူးဒီတန်းကုန်မှာသွားအသားသူကအသားလေးကဖွေးဣနေတာပဲဆိုဣပိုင်ဖင်မလန်လို့မရဘူးနော်အကုန်လုံးတူတူပဲနော်ဟလာအဲ့တော့သူချင်းတူတူဘလို့တူတူပဲကြနော်ရောမတော့ဘူးဒီမဲ့ကြိုက်တော့ဘာကဆန်ကြောင်းရှိတယ်ဟုတ်ကဲ့နော်ဟိုဘာကကြောင့်မကျွန်တော်ကြိုက်တော့ဆန်ကြောင်းရှိတယ်ဟုတ်ဘူးကြီးလည်းလူလားနှစ်ကြော်ကန်ရအောင်စရာသားစီဟုတ်ဒါပေမဲ့ကျွန်တော်အကြောင်းလေးကဒီကတော့2မှန်တော့ဘူးဘယ်လိုကျောင်းသားဘယ်လောက်ရှိသေးကျောင်းသားကျော်40ကျော်ရှိတယ်ဘူကူရာစင်းနဲ့ကျော်တော့ရတာပေါ့နော်ဒါပေမဲ့ကျွန်တော်သားစီဆရာတော်ကဦးစီးတာပဲဒီကြောင့်ဒီကတောင်ကြောင်တူတူပဲဒါပေမဲ့ကျွန်တော်တို့အခွဲပေါ့ရအခွဲပေါ့နော်ခွဲပဲကျွန်တော်ကဝါကြောင်လေးပေါ့ဟုတ်ကဲ့ဖြစ်လေးပေါ့ဖြစ်လေးလောက်ထားတာပေါ့နော်ကျောင်းသားတွေဒီလိုလာတက်လို့မရဘူးခါရဦးရကျွန်တော်ဆရာမ2ယောက်မှာဟုတ်ကဲ့ဆရာမထောက်ပံ့တာ1ယောက်မထောက်ပံ့ဘူး3ယောက်ပဲဒါနဲ့ကျွန်တော်ဆရာမဘယ်လောက်ဆရာမတယောက်ဘယ်လောက်3တောင်း6တောင်းပဲပြရတယ်တယောက်6တောင်းပဲဟုတ်ကဲ့ဆရာမဘုန်းကြီး3တောင်းပဲထောက်ပံ့တယ်ကျွန်တော်ကျောင်းသားမိဘတွေဆရာမိဘတွေကျောင်းသားတွေဆရာဒါလည်းစနဲ့ကျွန်တော်ဒါရိုက်ချက်ကလည်းပြင်းတယ်ဒီနေ့ပြင်ကြတာပါဟုတ်ကဲ့ဟုတ်ကဲ့ဝီကူးနေရဆိုရင်ပေါ့နော်ဟုတ်ကဲ့အဲ့ဒါကျွန်တော်ဒီရဆိုရင်အမှန်တော့ပဲဆရာကြိုက်တော့လေကျွန်တော်ကြိုက်တယ်ပဲလေဟုတ်ကဲ့ရလန်းကျင်တော့ရေးရေးကျွန်တော်အကြောင်းတောင်းတယ်ကျောင်းတောင်းကဟုတ်လားကျွန်တော်ကိုင်းနေအဲ့ကြုံနေ2000လူခဲ့ပဲအဲ့ဒါစီဖို့တော့ကုန်ပြီအဲ့ဒါဆိုကိုရှိပါတယ်ကျွန်တော်တို့မှာပြန်ဖြည့်ပေးပါမယ်ကျွန်တော်လည်းအဲ့လိုတကယ်ရှိမလို့2000ဟုတ်ကဲ့ကျောင်းလက3000နော်2000မို့အားလုံးရှိမှာ3000ပြည့်ခဲ့လားနော်ဆက်မချမ်းသာပါဗျာကျွန်တော်ကြိုက်တော့လေရှင်းသိရတယ်ကျောင်းသားရဲ့ရေတဲ့ဘွားနဲ့တော်တော်လေးဒုက္ခရောက်သွားကျွန်တော်ကဂနီးတာအချိန်နဲ့နောက်ကျကျွန်တော်မွေးနေလမ်းမနဲ့ကျွန်တော်ဘယ်လိုဖြစ်ချင်လဲဘိုးကျွန်တော်ဘက်ကိုလာလို့ရှိရင်အများကြီးတာပေါ့ကျွန်တော်အချိန်အများကြီးညမယ်ချိန်ရဘူးကျွန်တော်ညချင်းများဆိုမရတည်တယ်ကျွန်တော်တင်ကြလေတင်ကြကိုတင်နေကြတင်နေတယ်လို့ပဲကျွန်တော်ကြည့်ရတိတ်နဲ့တိတ်ကြားထဲမှာဝိုင်းဘာတွေတို့နေမိမတတ်တယ်ဘာတွေဝိုင်းချအောင်မလဲဟုတ်မတော်ဘူး